အားလုံးပဲမင်္ဂလာပါเนาะ channel လေးကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီတစ်ခါမျှဝေပြီးမှကတော့เนาะတော့ဒီခရမ်းနေပါเนาะတော့ဒီခရမ်းချင်းကเนาะဒီတက်တန်းလဲကြာနေပြီเนาะတက်တန်းကြာသွားတဲ့အတွက်ကျွန်တော်တီနှုံးနေလဲပြော့သွားပြီပေါ့เนาะအပွင့်နေလဲတိတ်မပွင့်တော့ဘူးပေါ့เนาะအဲ့ဒါကိုကျွန်တော်မိတ်ဆွေတကယ်ချင်းလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့ channel လေးကိုလည်းအားပေးကြပါဦးဟုတ်ကဲ့ပါကျွန်တော်မိတ်ဆွေတကယ်ချင်းများပေါ့နော်ဒါကိုကျွန်တော်နော်ဘယ်လိုမျိုးလုပ်မလဲဆိုတော့နော်ဒီဟာကိုကျွန်တော်တနွေလုံးပေါ့နော်တနွေလုံးကျွန်တော်ခူအောင်ကျွန်တော်ဒီအပင်ဟုတ်နော်ဒီအပင်နောက်ထပ်အတစ်လည်းကျွန်တော်ပြန်မဆိုင်ဘူးပေါ့နော်ပြန်မဆိုင်ဘူးကျွန်တော်ဒီခရမ်းမင်းကိုကျွန်တော်ပေါ့နော်ဒီခရမ်းမင်းရပေါ့နော်ကျွန်တော်တို့ဒီခရမ်းငယ်ကကျွန်တော်ကခူးတာလဲကြားလဲပါပြီပေါ့နော်ကြားနေပြီတက်တန်းလဲပေါ့နော်ဒီခရမ်းမင်းတက်တန်းလဲရှင်းနေပြီပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကပေါ့နော်ဒီအပင်ရဲ့ဒီအောက်ခြေလောက်ကနေပေါ့နော်ဒီအပင်ရဲ့အောက်ခြေလောက်ကပြီးတော့တမိုက်လောက်ပေါ့တမိုက်လောက်ထားပြီးတော့ကျွန်တော်အပေါ်ကနေပြီးတော့ကျွန်တော်အကုန်ဖြတ်ပြမှာပေါ့နော်ကျွန်တော်ဂိုင်းကြီးအရွက်တွေလည်းမထားဘူးပေါ့နော်အရွက်လည်းကျွန်တော်မထားဘူးအကုန်လုံးကျွန်တော်ဖြတ်ထုတ်ပြမှာပေါ့နော်ဒီလိုမျိုးဒီအပင်အောက်ခြေကနေပြီးတော့တမိုက်လောက်ပေါ့နော်တမိုက်လောက်လေးတွေကျွန်တော်အကုန်လုံးထားမယ်ထားပြီးတော့ဒီအပေါ်ဂိုင်းကြီးပေါ့နော်ဒီအပေါ်ဒီပင်မအဲ့ဂိုင်းတွေကိုကျွန်တော်ကဖြတ်ထုတ်ပြမှာဖြစ်ပါတယ်ပေါ့နော်အဲ့လိုမျိုးဖြတ်ထုတ်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဘာလုပ်ရမလဲဆိုတော့ဒီကျွန်တော်ဒီအပင်ပေါ့နော်ကျွန်တော်အစာပြန်ကျွေးပါပေါ့နော်အစာကိုကျွန်တော်တို့ဒီအပင်ချီမှာဖြူမယ်ဖြူပြီးပေါ့နော်ကျွန်တော်တို့မြေလေးပါပါလေးပြန်ပုံထားပြီးမှာပေါ့နော်အဲ့လိုပုံစံလေးတိုင်းကျွန်တော်ကလုပ်မှာပါနော်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပေါ့နော်ဒီလို့ပြောမလဲဒီတာတက်ပေါ့နော်ဒီအောက်ကတာတက်ကိုကျွန်တော်ကပြတ်ထားမှာဖြစ်ပါတယ်နော်အဲဒီတာတက်ကစီပြီးတော့ကျွန်တော်တို့အပွင့်နေအသီးတွေကျွန်တော်တို့ပြန်ပွင့်လာမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကိုကျွန်တော်တို့ဘယ်လောက်စောက်ရမလဲဆိုတော့ပေါ့နော်ဒီကဆိုလို့ရှိရင်ဒီတစ်လလောက်တော့စောက်ရမှာပေါ့နော်ဒီတာတက်ပြန်ထွက်တယ်ဒီတာတက်ထွက်ပြီးတော့ကျွန်တော်တို့ဒီအပွင့်အသီးဆင်းမဲ့ဆိုရင်အပွင့်အသီးဆင်းမဲ့ကျွန်တော်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတစ်လလောက်တော့ကျွန်တော်တို့ထားပေးရမှာပေါ့နော်ဟုတ်ကဲ့ပါအဲ့လိုမျိုးပုံစံမျိုးပေါ့နော်ကျွန်တော်ကပြုလုပ်မှာဖြစ်ပါတယ်ဒီပေမခိုင်းပေါ့နော်ကျွန်တော်တို့ဒီအရွက်တွေလည်းကျွန်တော်မထားဘူးဒီထမိုက်လောက်တာလေးတွေပေါ့နော်အလောက်လေးတွေကျွန်တော်တို့ကအကုန်လုံးဖြတ်ထုတ်မှာဖြစ်ပါတယ်အဲ့လိုဖြတ်ထုတ်ပြီးသွားရင်တော့ကျွန်တော်တို့အစာကျွေးမယ်ဒီကျွန်တော်တို့ဒီခရမ်းဆိုင်ခင်းတဲ့ကိုကျွန်တော်တို့ရှေ့သွင်းမယ်ပေါ့နော်အဲ့လိုမျိုးလုပ်မယ်လုပ်ပြီးသွားလို့ရှိရင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါကြပါပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တလောက်နောက်ထပ်ထပ်ဆောက်လိုက်လို့ရှိရင်ကျွန်တော်တို့နောက်ထပ်ပေါ့နော်ခရမ်းတခင်းပြန်ရပြီပေါ့နော်အစ်ပြန်ဆိုင်စရာမလိုပါဘူးအဲ့လိုပုံစံလေးကျွန်တော်ကပြုလုပ်မှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်မိတ်ဆွေတကယ်ချင်းတွေပဲเนาะဒါကိုကျွန်တော်ကပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်မိတ်ဆွေတကယ်ချင်းတွေအားလုံးပဲမင်္ဂလာပါပေါ့နော်ဟုတ်ပါကျွန်တော် channel လေးကိုလည်းအားပေးကြပါဦးပေါ့နော်ဒီလိုမျိုးအသီးပင်တွေဝါသနာပါလို့ရှိရင်လည်းပေါ့နော်ကျွန်တော် channel ထဲမှာဗီဒီယိုတွေတင်ထားပါတယ်ဟုတ်ပါဒါကတော့ပေါ့နော်ဒါကတော့ကျွန်တော်ဖြတ်ပြီးသွားတဲ့အခင်းလေးပေါ့နော်ဒါကျွန်တော်ကခရမ်းကြီးနှခင်းရှိတာပေါ့နော်ဒါကျွန်တော်ဖြတ်ပြီးသွားတဲ့ခရမ်းလေးပေါ့နော်ဒီလိုမျိုးတမိုက်လောက်လေးတွေကျွန်တော်တို့ဒါဖြတ်လိုက်ပြီးဆိုလို့ရှိရင်ဒါကြပြီပေါ့နော်အဲ့ရနေကျွန်တော်တို့အတက်တွေပြန်ပြီးတော့ထွက်လာမှာဖြစ်ပါတယ်ပေါ့နော်သူကဒါကကျွန်တော်ဒီတခင်ကိုဖြတ်ထားတဲ့အနေထားလေးပေါ့နော်အဲ့လိုမျိုးလေးဖြတ်ပေးရမှာပေါ့နော်အခုကျွန်တော်မိတ်ဆွေတငယ်ချင်းနေမြင်နေရတဲ့အတိုင်းပေါ့နော်ဒီလိုမျိုးအရွက်တွေတော့အကုန်လုံးအပြောင်ဖြတ်ရမှာပေါ့နော်ဒီလိုမျိုးလေးတွေကြံခဲ့လို့မရဘူးပေါ့နော်ဒီလိုကြံခဲ့လေအစင်တော့ပြည်ရပေါ့အစင်ပြည်လဲဆိုတာကတော့ပေါ့နော်ဒီအောက်သားတက်ကတော့ထွက်မှာပဲပေါ့နော်ထွက်ပြီးမဲ့လို့ကျွန်တော်ဒီအောက်သားတက်တွေကျွန်တော်တို့ဒီတိတ်မတန်မှာဆိုလို့ပေါ့နော်ဒီလိုမျိုးပေမအကျွတ်တွေကြံနေခဲ့လို့ရှိရင်เนาะကျွန်တော်တို့ကဒီလိုမျိုးဒီအစာ
ချက်လုပ်တဲ့အရွက်တွေပါပေါ့နော်ကျွန်တော်တို့ကမထားဘူးပေါ့နော်အကုန်လုံးအပြောင်းခုတ်ရမှာပေါ့နော်အဲဒီအပြောင်းခုတ်ရမှာပင်မကြီးပဲဒီနော်ပင်မဂိုင်းပဲကျွန်တော်တို့ထားခဲ့ရမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီလိုမျိုးကျွန်တော်တို့အရွက်လေးတွေနဲ့ပါကြံခဲ့မယ်ဆိုလဲအဆင်ပြေပါတယ်ပေါ့နော်အများကြီးတော့ကျွန်တော်တို့ထားစရာမလိုဘူးပေါ့နော်ဒီအစာချက်လုံးမဲ့အရွက်ကိုကျွန်တော်တို့ထားစရာမလိုပါဘူးပေါ့နော်ဘာဒါကတော့ကျွန်တော်ဒါပြတ်ပြီးသွားတဲ့ခရမ်းကင်းအခြေအနေလေးပါနော်ဒါကျွန်တော်ဘာမှမလုပ်တော့မလုပ်ရသေးဘူးเนาะအစာလည်းမကြွရသေးပါဘူးပေါ့เนาะဒါကဖြတ်ပြီးသွားတဲ့ခရမ်းကင်းအခြေအနေလေးပါဒီလိုမျိုးလေးတမိုက်လောက်လေးတွေကျွန်တော်တို့အကုန်ပြောင်းဖြတ်ထုတ်ပေးရမှာเนาะအဲဒီအဲ့လိုမျိုးကျွန်တော်တို့ဖြတ်ပြီးတော့အစာကျွေးမယ်ရှိတင်မယ်ပေါ့เนาะအဲ့လိုမျိုးလုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အောက်ကနေပြီးတော့ဓာတ်တွေပြန်ထွက်လာမှာဖြစ်ပါတယ်ဒီလိုမျိုးအောက်ကနေဓာတ်လေးတွေပြန်ထွက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါဆိုလို့ရှိရင်နောက်ထပ်เนาะဒီခရမ်းကင်းရပါเนาะဒီအတစ်ထပ်ဆိုင်ထားသလိုပေါ့เนาะအဲ့လိုမျိုးလေးပြန်ရမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေတငယ်ချင်းတွေပဲပေါ့เนาะဒီလိုမျိုးလေးတွေပေါ့เนาะဒီလိုမျိုးကုလို့နီလေးတိုင်းလေးတွေလည်းเนาะပြုလုပ်လို့ရပါတယ်အဲဒါကြောင့်ကျွန်တော်ကပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းဒီနေ့လည်းပေါ့နော်ကျွန်တော်ရဲ့ channel လေးကိုအားပေးကြပါအောင်ကျွန်တော်ရဲ့ channel လေးထဲမှာပေါ့နော်ကျွန်တော်ကိုယ်တိုင် site ပြထားတဲ့အတီးပင်လေးတွေနော်အဲ့လိုမျိုးဟင်းဒီဟင်းရွက်တွေအဲ့လိုမျိုးဗီဒီယိုလေးတွေအများကြီးပေါ့နော်ကျွန်တော်တင်ထားရရှိပါတယ်ဝင်ရောက်ကြည့်ရှုလို့လည်းရပါတယ်ဟိုဘက်တခင်းပေါ့နော်ဟိုဘက်တခင်းကတော့ကျွန်တော်မဖြတ်ရသေးပါဘူးဒါကတော့နော်ဒါကျွန်တော်အစာကျွေးတဲ့အနေထားလေးပါနော်ဒါကျွန်တော်ဒါအစာကိုကျွန်တော်ချင်းရေးပေါ့နော်ဒီချင်းရေးကိုကျွန်တော်ဖြူထားလိုက်ဖြူတာပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်ဖြူပြီးတော့ကျွန်တော်ကတော့ဒီလိုနီတိုင်းလေးပဲကျွန်တော်ကကျွေးပါတယ်အဲ့လိုမျိုးကျွန်တော်တို့ဒီလိုမျိုးအစာကျွေးပါလို့ရှိရင်ကျွန်တော်တို့နော်မီနဲ့ပါလေးပေါ့နော်ကျွန်တော်တို့ပြန်ပြီးတော့အောက်ထားမှာဖြစ်ပါတယ်အဲ့ဒါမှကျွန်တော်တို့နော်ရှိတင်နဲ့ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်နော်စီကျွန်တော်တို့ဒီခရမ်းစိုက်ခင်းနေရပေါ့နော်ဒီလိုမျိုးရှိရတော့ကျွန်တော်တို့ဒီပေါ့ဒီကိုရဲ့ခရမ်းငင်အစုတက်ကိုကြည့်ပြီးတော့ပေါ့နော်3ရက်တစ်ခါ4ရက်တစ်ခါပေါ့နော်5ရက်တစ်ခါအဲ့လောက်ဒီကျွန်တော်တို့တင်ပြီးရင်ရပါပြီပေါ့နော်နောက်တော့မှအောက်ကတာတက်ထုတ်တော့ပေါ့နော်ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့အောက်ကတာတွဲပြန်ထွက်လာတော့မှကျွန်တော်တို့ပိုတက်စီပေါ့နော်အပင်အားစီတွေပြန်ဖြန်းမှာဖြစ်ပါတယ်အခုလောလောဆယ်တော့ကျွန်တော်တို့အစာကိုတစ်ချိန်ပေါ့နော်အစာကိုပထမဦးဆုံးတစ်ချိန်ကျွေးမယ်မြေလေးတွေကျွန်တော်တို့ပါပြန်ပြီးတော့ဖောင်းအုပ်ထားမယ်အဲ့လိုမျိုးလုပ်ပြီးတော့ကျွန်တော်တို့ဒီခရမ်းစိုက်ခင်းတဲ့ကိုရေသွင်းပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်မိတ်ဆွေတငယ်ချင်းတွေကိုကျွန်တော်ကဒီလိုမျိုးနီးစနစ်ဒီလိုမျိုးနီးစနစ်လေးကိုကျွန်တော်ကပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းတွေအားလုံးလည်းပေါ့နော်စိတ်ချမ်းသာကိုယ်ချမ်းသာရှိပါစေအားလုံးကိုကျေးဇူးတင်ပါတယ်